မြစ်တာတန်ဝေးဗုဒ္ဓဘာသာမြန်မာတရီမိုးတောင်အာယုံချင်းနဲ့နဲ့ခင်လေးစားမလေးစွမ်းမရည်ချမ်းကလူရန်လို့မသွေအမြဝေရစီလိုကြောင့်ဆုတောင်းမြစ်တာတန်ဝေးကြည်စီတဲ့ကလေးအေးမြနေပြီးရင်ဗျာဝေးကြစီကြည်စီတဲ့ကလေးအေးမြနေပြီးရင်ဗျာဝေးကြစီသာသနာယဝါထုနေကျွန်တော်လက်ရမျက်စမူမလေးမိတ်အပေါင်းတွေနဲ့မိတ်ကောင်းနေမြစ်တာရေလောင်းဆုတောင်းတဲ့ဝေးဗုဒ္ဓဘာသာမြတ်ပြီးနိုင်ငံတော်တွင်မလီသာသနာယဝစီပြန်ဝင်လို့ဗုဒ္ဓဘာသာမြတ်ပြီးနိုင်ငံတော်တွင်မလီသာသနာယဝစီပြန်ဝင်လို့မြစ်တာရိပ်မှာခိုးလုံးစီသစ္စာရိပ်မှာခိုးလုံးစီကျုံမြမယူရမှာလီမညူပါမြို့သာသနာတွေအိယာဝေးအိယာချာနေညစင်သာမသွေအမြဝေရစီလူကြောင့်ဆုတောင်းမြစ်တာ